Adana Doni, the Tomaya, or the lady from the Athena, Zamula Zam Kone, Yangulai, the Osama, you, the Choyako, Education, Choyako, Lusaya, Murumayu, you will see in Zimbabwe. Warren, Bangara, Swan Women, Swan of Women, Santa Sisa, Ludo Yizacha, Ludo Menadia, William Sani, Sin Zimbabwe, Yahu, and the mother in Kanawe, Oja Ado. And he made a Nima, Nitara, Yamagi, Kayadi, and Ado. Civilization of Yaviari, Mahagruna, Ayuda, the Uber, Navarama, Adida, Gataru, Sukudo, the mother in Kanaru, Adinaya. Yogaba Godi, Hivia Bani, and Garan Garondo, Digogarami, Kira, the Roga, Gita, Yanato, Namo, Mahagaruni, Gada. Yona Jowiya Myazwa Tadawai Chanda Si Palula Dauda Gopong Palajin Nata Inya Jishadobya Vyadi Kava Godi Hibi Gregava Ayeka Teshadobya Nore Abe Miya Jika Tainta Poyadin Ham Maswale Malo Kalali Abdin Shri Gava Shijalo Kalapalo Loga Idaya Tata Loga Josiwa Yoga Edidogarani Osa Dechile Inga Vita Jiva Dalita Nitata Sadi Sonye Igu Chedita Wengare Sulong Kayelo Hulogu Pirondo Vyadi Yanita Joko Adulo Vyadi Shiri Kiralachi Yellow and the Soul, Yellow, say one Guru, even my yellow. Kadogo and Jingania, Swallow, Gaya, Shabi. Mahagari, Gazala, Wanya, Yamaka, Tarachi, Mahagaruna, Shimchidomudo, Dada, Winyanya, Swa, Kadwai, Chanda, Si, Palula, Dauda, Bong Kalari. Nata Minya Tushin of Yabia Namo Yudi Jamu Jamangoyori Peroyo Shikoyeni Aduba Wadu Sensibility Chipati. Nitara Yahweh, and Nitara Meshia Yari Boma, Gregavio, Nitara Shia, Jim, Yoshi, Nitara Belmonia. Nadia Lady, what if we yada come? Mamma di Jesu or Mohade. Kasi Tamu. Taduarima, illusion of yesterday and the God was so in a soul. Yesterday, whatever. Hey, yesterday, what is saying, and this Tara Mashida or Nitara Shida to Tene. Chaumiano. And this Arashi and Yagoro, and this Arashi Guru Chene. A little Mamadi went down. A card order Mave, a shady go, and this Arashi, the what you got like, the what you got in it. None of you walk in Lima. Lady Sarah Gay Messiano. Akadoma Piamoches. Akadoma Vendi, and it Arasura Palmia.
အဖြစ်သာရရဖို့ရတဲ့ကတော့မိမိနဲ့အနည်းဆုံးဆက်ဆက်နေတဲ့ကိုယ်ဘဝဟာဘာလဲဖွဲ့စည်းထားလို့ဆိုခန္ဓာ၅ပါးနဲ့ဖွဲ့စည်းထားအချင်းချင်းပြောမယ်ဆိုရင်ယုခန္ဓာကိုယ်ကြီးရဲ့အသိစိတ်လူတွေမှာခွဲပြီးတော့ကြည့်လိုက်လို့ရှိရင်တတ္တဝါတွေမှာဒီလိုမျိုးပဲရှိတယ်ယုခန္ဓာကအပိုင်းတစ်ပိုင်းအသိစိတ်ကအပိုင်းတစ်ပိုင်းအဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့နေတာယုခန္ဓာပိုင်းကိုကြည့်လိုက်လို့ရှိရင်လည်းအနိစ္စအရှာလို့ပြမှာမဟုတ်ဘူးအသိစိတ်ပိုင်းကြည့်လိုက်ရင်လည်းအနိစ္စအရှာလို့ပြမှာသို့တော့တန်ရာနေနေကြတဲ့တ attva တွေကတော့ဒါကိုပဲအနိစ္စလို့ယူဆတယ်အနိစ္စလို့ပဲရှင်းနေအနိစ္စမဟုတ်ဘူးလို့ဆိုတာမြတ်စွာဘုရားရှင်ကိုလိုမြတ်ကမမြင်ရင်အောင်လို့ဆိုပြီးဓမ္မချက်စဉ်အမျိုးမျိုးနဲ့အမှန်တရားကိုသိဖို့အဝိဇ္ဇာတွေနည်းတဲ့ဉာဏ်နည်းသွားအောင်မျက်စိနဲ့ဓာတ်တွေကြောက်နေကြပြောင်းသွားအောင်ဆိုပြီးဒီမျိုးမျိုးနဲ့မြတ်စွာဘုရားဟောတယ်ဓမ္မဆိုတာဘုန်းကြီးတို့ဘုရားဘာသာနဲ့သူတော်ဒီပြိတ္တဘုရားသရဏတိသာပြီးဘုရားကိုကိုးကွယ်ပါလေဒီမှာဖြစ်ပါတယ်ဆိုပြီးသက်ဆိုင်ရာကိုကိုးကွယ်အဲ့တော့ကိုးကွယ်ရခြင်းရဲ့ရည်ရွယ်ချက်အမှန်ကိုသိဖို့ဘုရားကိုဘာဖြစ်လို့ကိုးကွယ်လဲဆိုအမှန်တရားကိုဟောကြားပေးနိုင်လို့ကိုးကွယ်ဒီရဲ့မကိုးဘူးနော်အမှန်တရားကိုခွဲခြားရှင်းလင်းပြီးတော့ဟောတယ်ဘာလို့တဲ့လဲဘာလို့တဲ့ဘူးဘယ်တရားကကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တယ်ဘယ်တရားကမကောင်းတဲ့အကျိုးတွေကိုပေးနိုင်တယ်ဒါတရားဝကထွန်းကြောက်ခြင်းဒီလမ်းကိုရှောက်ဒီလမ်းကတော့တန်တရားလည်းလမ်းလို့ဆိုပြီးမမင်္ဂလာလမ်းညွှန်ပြအဲ့ဒီလိုမမင်္ဂလာလမ်းညွှန်ပြနိုင်တဲ့ပုဂ္ဂိုလ်ယူပုဂ္ဂိုလ်ရဲ့ပုဂ္ဂိုလ်ရဲ့အနေနဲ့ဘုရားဘာသာဝင်တွေကဘုရားကိုကိုးကွယ်ရတယ်အဲ့ဒီအဖြစ်နဲ့ကြော်လာလို့ရှိရင်လက်ကိုယ်တော်လူမျိုးဖြစ်ပါတယ်ဘုရားကိုကြည့်တယ်မှားလိုက်တယ်ဒီဘုရားကိုယ်တော်စုပေါင်းဥစ္စာတွေတိုးတက်တယ်အန္တရာယ်ကင်းတယ်ဆိုတဲ့လူလားချက်တွေကအစဟောင်းကျော်လာတဲ့အတွေးတွေကဓမ္မတိကိုလမ်းကြောင်းကတိတ်ဆောင်းသွားတယ်လို့ပြောနော်မြတ်စွာဘုရားကတ attva တွေကိုကဲခြင်းနေဆိုတာဘယ်ပုံပဲကြီးကဲခြင်းတာကဲခြင်းနေလို့ပြောလို့ရတယ်ကဲခြင်းတာမဟုတ်ဘူးမှန်တရားကိုဟောပြတယ်မှန်တရားကိုဟောပြခြင်းဖြင့်အမှန်ကန်ကိုသိအောင်လုပ်ပေးခြင်းဖြင့်ကဲခြင်းနေလို့ပြောဒုက္ခရောက်နေတဲ့ attva တွေကရုဏာတရားဖြင့်သူဒုက္ခတွေကဆွဲထုတ်ပြီးတော့ကဲခြင်းနေလို့အောင်ကြနေတဲ့လူကြောင့်ထောင်ထဲဆွဲထုတ်တာမျိုးလို့ဒီလိုဟာမျိုးဟုတ်အဲ့တော့ကဲခြင်းနေဆိုတဲ့အဓိပ္ပာယ်ကဘယ်လိုဟာလဲဆိုအမှန်တရားကိုသိရှိလို့ရှိခဲ့တယ်လမ်းမကိုရှောက်နေတဲ့ပုဂ္ဂိုလ်အဲ့ဒီလမ်းမရှောက်ရင်ဒီလမ်းကမှားနေတဲ့လမ်းဒီဘက်လမ်းကိုရှောက်ဆိုလမ်းမှန်ကိုပြောပြရရှိခဲ့တယ်ဒါကြောင့်မြတ်စွာဘုရားကိုကိုးကွယ်ရတယ်ဆိုတာလမ်းမှန်သိရလို့ကျေးဇူးတင်တဲ့ဒီသို့မဟုတ်လမ်းမှန်ကိုပေါ်ပြတဲ့ပုဂ္ဂိုလ်တွေနဲ့ကိုးကွယ်ရမှာစီဝဥစ္စာလာလာတိုးတဲ့ခြင်းကိုကိုးကွယ်လို့ရှိရင်တော့လမ်းလျှောက်နေပြီပဲဒါပြည့်လို့ဆိုစီဝဥစ္စာတိုးတဲ့ခြင်းအကြောင်းကတခြားလေဘာလို့မလို့ဆိုလုပ်ကြိုးစားလက်ဆက်ပြကိုယ်တိုင်ကလည်းဟောထားတယ်စီဝဥစ္စာတိုးတဲ့ပုဂ္ဂိုလ်တွေဘာလို့ဥဋ္ဌာဏတံ္ဍရာလောဘဝိရဲ့ရှိရကြိုးစားဟောဒီလိုစီပွားတဲ့အောင်ဘာမှပဲလို့အားမဟောလို့ရှိဘူးနော်ကျိုးစားဆိုတဲ့နေရာမှာမြတ်စွာဘုရားကလောက်ခင်းပြီးလို့ဆိုတော့ဥက္ကဋ္ဌတမ္မာကျိုးစားရမယ်ဆိုတဲ့အမှာတစ်ချက်သုံးချက်ထည့်ပြီးဟောတာကဲခေါ်လုပ်ငန်းချင်းရှင်မှုရှိရမယ်
ခဏလည်းတော့ဆွဲကောင်းရမယ်ဥပယဝိမန္တဤပညာရှိရဒီကနေ့ခေတ်မှာ business ပညာတွေနဲ့ပတ်သက်လာဒါတွေအကုန်လုံးခြုံငုံပြီးအောင်လဲဆိုပြ2500တဲ့ဒီကားတွေပေါ်လာတာနော်ဘယ်လိုလုပ်ရတာလဲနိုင်ကြည့်ရမယ်ဟုတ်တယ်ဒီမကျွမ်းကျင်လို့ရှိရင်တော့ကြိုးစားမရဘူးဒါသိတာဆွဲလို့ရှိရင်လည်းမအောင်နိုင်ဘူးဤပညာမှားရနေလည်းမအောင်နိုင်ဘူးဒါကြောင့်လို့စီးပွားရေးဆိုစီးပွားရေးပညာတွေသိရတယ်မလားတဲ့ကလေးမှာဒီပညာမှန်ကန်ရောက်တဲ့အဒီပညာသာတဲ့လူကသာတော့တာပဲလေဥယျာဉ်လုပ်ငန်းလုပ်တာတော့ပဲဒီပညာသာတဲ့လူကသာတော့တာဘယ်စီးပွားရေးပဲလုပ်လို့ဒီပညာကောင်းတဲ့လူကကိုယ့်ရဲ့စာပေါင်းများဆိုတာဒါထုတ်တာဒီကလေးမှာကိုယ့်ရဲ့တန်ရှင်းရှားတဲ့ဥစ္စာစီးပွားပြုလုပ်ဖို့အတွက်ဘုရားကိုယ်ွယ်တာမျိုးဆိုတာကလမ်းကြောင်းလဲနေတယ်အဲ့တော့မြတ်စွာဘုရားကိုကိုယ်ွယ်တယ်ဆိုတာအမှန်တရားသိဖို့ကိုယ်ွယ်တယ်ဒါဖြင့်ဓမ္မကိုကိုယ်ွယ်ရတာတော့ဘာကြောင့်လဲဓမ္မတရဏကိစ္စပြီးဓမ္မကိုကိုယ်ွယ်ပါတယ်ဓမ္မဘယ်လိုဓမ္မမျိုးကိုယ်ွယ်ရတာလဲတရားကကဲထုတ်နိုင်တဲ့တရားဟာဘာတရားတွေလဲလို့မေးတယ်ဆိုလို့ရှိရင်ဒါနဆိုတဲ့တရားရတယ်သံဃာဥက္ကကဲထုတ်ဖို့လမ်းကြောင်းကိုထုတ်ပေးနိုင်တယ်။သီလဆိုတဲ့တရားရတယ်သံဃာဥက္ကကဲထုတ်ဖို့ရအတွက်လမ်းခင်းပေးနိုင်တယ်။တိုင်းရိုက်အကြောင်းနဲ့သွယ်ဝိုက်တဲ့အကြောင်းကနှမျိုးရှိတယ်နော်။တိုင်းရိုက်အကျိုးပြုရတယ်သွယ်ဝိုက်ပြီးတော့အကျိုးပြုတာ။နှစ်ခုစလုံးမှာဒါအကြောင်းတရားတွေဆိုတာဆိုတော့မျိုးစိတ်တွေဒီကပြေပေါက်ဖို့ဆိုတာအပြည့်ပြည့်နဲ့တော့မျိုးစိတ်ကောင်းဖို့ရတတ်ရဲ့အကြောင်းမျိုးစိတ်ကလောက်ကောင်းကောင်းမြင်နေရင်မရှိရဘူးဆိုလို့ရှိရင်ပြေပေါက်ပါမဟုတ်ပါဘူးအဲ့တော့ညီတို့ညီတို့ကလည်းပြေပေါက်ဖို့ရတဲ့အရေးကြီးတဲ့အကြောင်းတွေဖြစ်တယ်ပေါ့လက်ခင်းပြရတယ်ပဲခန္ဓာဖြစ်ရဘဝမှာမကြောက်ကြဆိုတဲ့ဘဝမျိုးလက်ခင်းပြတယ်ဒီကကောင်းတဲ့လူတွေကြောင့်အောင်ဆိုလက်ခင်းပြဘာဝနာတရားတွေအသိဉာဏ်ရဖို့ဆိုတာလမ်းခင်းပြီးနောက်ဆုံးမှာအဲ့ဒီအသိဉာဏ်ရှိတဲ့ဘဝမျိုးမှာဖြစ်ပြီးကျိုးစားသွားပြီဆိုလို့အောင်မြင်သွားနိုင်တယ်ပေါ့ဒီလိုလမ်းကြောင်းပေါ့အဲ့တော့ဓမ္မဆိုတာအရှင်းနဲ့ရှိတယ်လို့ပြောအရှင်းနဲ့ဆုံးဓမ္မကဘာလုံးလို့ဆိုလို့ရှိရင်တော့ဗေဒရာနဲ့ပုရိယာအရှင်းနဲ့ဆုံးတယ်ဗေဒရာရပြီဆိုရင်လည်းဓမ္မရဲ့အဓိပ္ပာယ်ကဓာရိတိဓမ္မောဆွဲထားတာကြောက်တော့ဆွဲထားတယ်ဘယ်လိုမကြောက်အောင်လို့ဆိုရင်နေရရောက်မလို့အောင်ဒိဋ္ဌာမဖြစ်အောင်ဒိဋ္ဌာမဖြစ်အောင်ခြေလုံးမလည်းမရအောင်တရားဆွဲနေတာနော်ဒါကြောင့်ဓာရိတိဆွဲထားတယ်ဘယ်သူတွေကိုဆွဲထားလို့ဆိုဓမ္မကိုချက်သုံးတဲ့ပုဂ္ဂိုလ်ဆွဲမဖြစ်ရင်မဆွဲနိုင်ဘူးဆိုတော့ဆေးကောက်တဲ့လူကိုဆေးကယောဂကိုကြောက်စေတယ်လို့ပဲဆေးကောက်တဲ့လူကိုဆေးကယောဂကိုကြောက်စေမှာမဟုတ်ဘူးတရားကိုလည်းမကျင့်တဲ့ပုဂ္ဂိုလ်ကိုတရားကဆွဲဆောင်ထားတယ်မှာမဟုတ်ဘူးကိုယ့်ရဲ့ရေလုံးရေထဲနှလုံးသားရဲ့ကြောက်အောင်ရှင်းတဲ့ကျိုးကိုအားထုတ်လို့အခိုင်အမာတရားတွေမိမိတဏ္ဍာမှာရတာပြီဆိုမှအဲ့ဒီတရားကသူ့ရဲ့စွမ်းအားအလျောက်သောတာပတိပဲဆိုရင်အပေကြောက်အောင်ဆွဲထားနိုင်တဲ့ဆွမ်းအားရှိတယ်။သို့သောဩနာတိရေးကိုတော့အောင်မလုပ်နိုင်သေးဘူး။ဒီဘိုင်းတစ်စားကိုတော့အောင်လုပ်လိုက်။ဒီဘိုင်းတွေတော့အောင်လုပ်လို့ဆိုရင်အေးတရိစ္ဆာန်စိတ်ဓာတ်အမှုတကယ်ဆိုအပေလေးကိုမလုပ်ဘူးတော့မရောက်အောင်ကြားပေးနိုင်။ဓာတုဆိုင်ရတယ်နော်။ဟုတ်ပါ။နောက်သက္ကရာကံဖြစ်သွားတဲ့အခါကျတော့ဒီကာမဘုံကိုဒီဒေနာပဲသူဖြစ်ခြင်းကာမဘုံမှာဒီဒေနာဖြစ်တော့မယ်ဒီတဲ့အဆင့်တဲ့ဘဝတွေကိုရောက်သူကဆွဲတင်သွားအနာဂတ်ဖြစ်သွားပြီဆိုရင်တော့ကာမဘုံလို့ခေါ်တဲ့ဒုဘုံဓာတ်ဘုံတွေဒီလိုကာမဘုံအာယုန်တွေနဲ့သင်္ဝါရတဲ့ဘုံမျိုးမှာတော့မထားတော့ဘဲနဲ့ဓမ္မပြည်ဖြစ်အောင်ဆွဲတင်သွားတယ်သူဆွမ်းအားနဲ့သူပြည့်တယ်မြင်သွားဒါကြောင့်ဓမ္မပြည်ကိုဆွဲတင်သွားလို့ရှိရင်ဓမ္မတွေကအသေးချင်းဆိုတဲ့ဆင်းရဲဒုက္ခကိုရှောင်လွှဲလို့မရသေးဘူး
ဆင်းရဲဒုက္ခတွေနဲ့ကြုံရအောင်နောက်ဆုံးအရဟတမေရတ္တဖို့ဆိုတဲ့အစစ်မြစ်တော်တရားရောက်တဲ့အခါကျတော့ဘဝကနေဆွဲပြီးတော့ထုတ်သွားလိုက်တယ်ဟောဒါလေးဒီကံမောဘဝဒုက္ခတွေတော့မှတို့ရောက်ပါဘဝထဲမှာမဖြစ်တော့ဘူးဆိုလို့ရှိရင်ကိုယ်ရာလည်းမရှိတော့ဘူးနာရာလည်းမရှိတော့ဘူးသိရာလည်းမရှိတော့ဘူးအဲ့ဒါကြောင့်မို့ဓမ္မကိုကိုယ်ရရတယ်ဆိုတာရှင်းသုံးတာပြောနော်မှန်ပါဓမ္မကိုရှင်းသုံးတာမြတ်စွာဘုရားကိုယ်တိုင်တရားပြည့်တယ်ရောဓမ္မရှင်းသုံးလို့ပြောတာဘုရားကိုယ်တိုင်တခါတော့စဉ်းစားဆင်ခြင်တယ်ဓမ္မပြည့်ဖို့ရတဲ့ဘုသူကိုများဆရာတင်ပြီးတော့နေရမယ်ဆရာမရှိဘဲနဲ့နေရတာမကောင်းဘူးဆရာတင်ရမယ်လို့ရှိတယ်ကိုချင်းဒီကအရာမှာရှားပြလိုက်တယ်ဆရာနဲ့တာတဲ့ပုဂ္ဂိုလ်မပြောတဲ့ဒီရဲ့ပုဂ္ဂိုလ်တော့မရှိဘူးသမာဓိရည်ချင်းရှားလိုက်လို့ရှင်လည်းတာတဲ့ပုဂ္ဂိုလ်ဆိုတာပြီးဒီရဲ့ပုဂ္ဂိုလ်တော့မရှိဘူးဉာဏ်ဉာဏ်ရာလည်းထို့တူပဲအဲ့တော့ဆရာတင်ဆရာလောကမှာမရှိတဲ့အတွက်ကြောင့်ရသော်ပြကဓမ္မကိုဆရာတင်မယ်လို့ဆိုပြီးတော့ကိုသိတဲ့တရားကိုပဲအလေးအမြတ်ဖြစ်ပြီးနေတယ်မှန်ပါပါတရားကိုအာယုပြုပြီးတရားဓမ္မကိုပဲဖြတ်တယ်တဲ့ရှင်တော့ဒီတရားရှင်တော့ကဘဝတစ်ခုမှာရှိနေတဲ့အချိန်မှာငြိမ်းချမ်းမှုကိုအပြည့်အဝရစေနိုင်တယ်တရားရှင်တော့နေတဲ့အအတွင်းဘယ်လိုရှင်သာရိပုတ္တရာတကမေးတာကိုဖြေဦးတယ်ရှင်များတဲ့ပုရုဇဉ်တွေပါတော့ပုရုဇဉ်တွေရဲ့အနိစ္စဒုက္ခအနတ္တဆိုတဲ့မမြဲတဲ့သဘောကိုရှိပါမှာပဲဝိပဿနာရှင်းအောင်ဒါဖြင့်သောတာပန်ဖြစ်ရောပါတော့သောတာပန်လည်းအနိစ္စဒုက္ခအနတ္တဒါရှိဖို့ယူဆရမယ်ဒါဖြင့်ဉာဏ်တက္ကရာကရောတက္ကရာကလည်းဒါပဲရှင်းနော်ဒါဖြင့်အနာဂတ်ဖြစ်ရောဗျာအနာဂတ်ဖြစ်တဲ့အိဋ္ဌဒုက္ခအနတ္တဝိပဿနာတရားကိုအားထုတ်ရမှာပဲဒီလိုအဖြစ်နဲ့ဝိပဿနာတရားသတ္တဝါဖြစ်လုံးဆရာမလို့အောင်ပြီနော်နောက်ရှင်သာရိပုတ္တရာကလေးတဲ့ကိုယ်တော်ဆက်ပြီးတဲ့ရှင်ပြဉာဏ်နာဖြစ်ရောမလို့အောင်မှာလို့ဉာဏ်နာဖြစ်ရင်လည်းအိဋ္ဌဒုက္ခအနတ္တဝိပဿနာပဲရှိပါမှာဆိုတော့မေးတဲ့ပုဂ္ဂိုလ်ကရှင်ပြတဲ့ဉာဏ်နာဖြစ်မှာကိစ္စပြီးနေပြီပဲတဲ့ဘာလို့ဆရာလူသေးတယ်လူသေးတယ်နေသဒုက္ခအနတ္တရှုပြီးတော့စိတ်လေးကိုငြိမ်အောင်မထားဘူးဆိုလို့ရှိရင်အာဘောအာယုတွေကကိုယ်ကိုမပြီးသေးဘူးလို့ညင်းရမှာပဲကြားရမှာပဲဟုတ်ကဲ့မှန်ပါပါနောက်ချက်တွေရှိနေမှာပဲလေစိတ်ကသာသူ့ကအာဆိုတော့တောင်ကြီးတစ်ခုကလေလောက်တိုက်တဲ့တောင်ကတော့မလုပ်ဘူးပေါ့မှန်ပါသို့တော့လေတိုင်းမခံရဘူးလားမှန်ပါဉာဏ်နာပုဂ္ဂိုလ်များဟာထို့တူပဲလောကဓာတ်ဘုံတိုင်းနေအာယုံဘုံတိုင်းတွေကတိုက်နေတာပဲသို့တော့ခန္ဓာရည်ရှိသည့်အတွက်ဒါပြောလို့မှာမဟုတ်ခန္ဓာရည်မရှိတဲ့စိတ်တွေရေးထိုးနေတာပဲပြုတ်နေသွားတာမျိုးတွေရှိတယ်ဟုတ်ကဲ့ဒါဉာဏ်နာပုဂ္ဂိုလ်ကတော့တိုက်မခံရဘူးပုရုဇဉ်တွေကတိုက်ခံရတယ်ဒီလိုမဟုတ်ဘူးသူကစိတ်ကချမ်းခိုင်းနေသည့်အတွက်ကြောင့်အပြည့်နဲ့အားတွေကောင်းသည့်အတွက်ကြောင့်ခန္ဓာရည်ရှိတဲ့ဘောပဲဒါဟုတ်ပုဂ္ဂတလောကဓာတ်တွေစိတ်တန်ရတာနာကံမတိစိတ်မတုံ့လို့ဘူးတဲ့လောကဓာတ်တွေနဲ့ချုပ်တဲ့အခါဒါပဲရှိလောကဓာတ်နဲ့မကြုံဘူးလို့ပြောတာမဟုတ်ကြုံဘူးမတုံ့လို့ဘူးလို့ပြောတယ်အဲကြောင့်လို့သူလောကဓာတ်တွေကိုဖြိတာကိုပဲမတိရတော့အောင်ရှောင်သိခြင်းနဲ့ချမ်းသာတာနေခြင်းနဲ့ဆိုရင်ဒိဋ္ဌဒုက္ခအနတ္တဥပဒနာပဲရှုနော်အဲ့ဒါနဲ့ရှုနေမှဒိဋ္ဌဓမ္မဒုက္ခဝိပါဒနိဗ္ဗာန်ကိုအယူပြီးတော့ဝိပဿနာရှုရတဲ့အခါနိဗ္ဗာန်ကိုဖြစ်ပြီးတော့သတ္တဝါမှာဝင်စားတယ်ဆိုတာအဲ့ဒီအသေးပဲပါ။တရားထဲမှာနေလောကထဲမှာနေလို့ရှိရင်ဆဲတာလည်းကြားမှာပဲဆိုတာလည်းကြားမှာပဲမကောင်းတာလည်းမြင်ရမှာပဲမကောင်းတဲ့အနတ်လည်းရမှာပဲဟုတ်ကဲ့။မှန်ပါပါ။ယသိဖွင့်ကြည့်လိုက်ရင်ကောင်းတာလည်းမြင်ရမှာပဲမကောင်းတာလည်းမြင်ရမှာ။ဒါအစဉ်တိုင်းကောင်းတဲ့အတာလည်းကြားမှာပဲမကောင်းတဲ့အတာလည်းကြား။ဉာဏ်ကလည်းကြားတာပဲတရားလည်းကြားတာဟုတ်တယ်။မှန်ပါပါ။ဘာလို့ဆိုပုရုဇဉ်တွေကြတော့ကောင်းတာကြားလိုက်ရင်လူရင်းတဲ့လောကဖြစ်သွားတယ်။မကောင်းတာကြားလိုက်ရင်ဒေါသဖြစ်သွားတယ်။ကောင်းတာမကောင်းတာကြားရင်ကြားရနေပြီးတော့ဟုတ်လားဘဝိပ္ပန္နနဲ့မောဟတွေရှိပြီးလောဘဒေါသတွေနဲ့နှွမ်းနေတာပေါ့ဒီအာယုဒီပုံမှာရောက်။ဒီ
ရားကျတော့မျက်စိနဲ့မျက်စိမြင်ရတယ်နားကလည်းကြားတယ်သို့သောကြားတဲ့အာရုံပေါ်မှာလောဘလည်းမဖြစ်တော့ဘူးဒေါသလည်းမဖြစ်တော့ဘူးတည်ငြိမ်တဲ့သတိသမာဓိတွေနဲ့ပဲစိတ်ဓာတ်ဟာစံဉာဏ်ခံနေဒါအစစ်တာနော်အဲ့ဒီလိုဖြစ်အောင်ဘာလဲလေ့ကျင့်ရလို့ဆိုဓမ္မလည်းပဲလေ့ကျင့်ရတာပဲလေ့ကျင့်တိုင်းပြောတာစိတ်ရဲ့လေ့ကျင့်တာခန္ဓာကိုယ် physical exercise လုပ်တယ်လို့ပဲ mental exercise လုပ်ရမယ်တရားထုတ်တယ်ဆိုတော့ mental exercise လုပ်ပြီးတာတခါနဲ့မရပြီနဲ့စိတ်ရဲ့ဆရာမဟုတ်ဘူးဆက်ပြီးကြိုးစားဘာဖြစ်လို့လဲဆိုတော့မရှိမှတ်တဲ့အချိန်တွေကသိကြားခဲ့တယ်လေ။အများကြီးထဲမှာလည်းသိကြားခဲ့တဲ့စိတ်ကိုတွတ်ထားတာတွေကများနေတယ်။ဒါကြောင့်မို့လို့သူစိတ်ကလေးကိုအာယုံတစ်ခုပေါ်မှာတင်ပြီးတော့ဒီနေအောင်ထားဖို့အသိဉာဏ်နဲ့အများထိန်းဖို့ဆိုတာဘယ်လိုကူကူနဲ့တော့ရမှာမဟုတ်ဘူး။သို့တော့လေ့ကျင့်သွားလို့ရှိရင်လေ့ကျင့်သွားလို့ကအကျိုးပြုနေမှာ။တရားဆိုတာလေ့ကျင့်တော့အကျိုးပြုတယ်။သူ့အစဉ်တိုင်းအကျိုးပြုပါအနည်းဆုံးဝိပဿနာရှုနေတယ်ဆိုရင်လောဘဖြစ်เสียမတွေ့တော့ဘူးဒေါသဖြစ်เสียမတွေ့တော့ဘူးမောဟလည်းမဖြစ်တော့ဘူးဘာဖြစ်လို့လဲဆိုရင်သဘာဝအာယုန်တွေကိုသိပြီးနေတာဆိုမောဟမဖြစ်တော့မသိရင်မောဟဖြစ်တယ်ဖြစ်ရင်လောဘလည်းလာမယ်ဒေါသလည်းလာမယ်ဟောရှောင်နေလို့မရဘူးနော်မှန်ပါဗျာဒါကြောင့်မို့လို့တရားကိုကိုယ်ွယ်တယ်ဆိုတဲ့အလေးပဲကတရားကိုကိုယ်ွယ်တယ်ဆိုတဲ့အလေးပဲကဘာကြီးလဲတဲ့ကိုယ်ွယ်တာလို့ဆိုဘဝကန္တာရာနေထာရနေတာဘဝကန္တာရာကနေချုပ်ဆောင်ပြီးတယ်ဆွမ်းအားရှိတယ်ဆိုတဲ့အနေနဲ့အားကိုးတာအဲ့တော့တရားကိုကိုယ်ွယ်ဘာလို့မှမတရားချစ်ရမှာဒါလို့ဆိုတယ်နော်တရားချစ်တာဟာဒီလေဓမ္မန္တရဏသစ္စာပြီးဒီတရားကိုအားကိုးပါတယ်ဒီတရားကိုအားကိုးပါတယ်ဆိုဒီတရားကိုလည်းသိချင်သုံးတယ်ကျင့်သုံးမှတရားကဘဝကန္တာရဘဝလေးဆိုတော့ကန္တာရမှာအိဋ္ဌာရဏိနာထုတ်ဆောင်ပြီးဆိုတော့အမှန်တကယ်တဲ့ဒီကြီးတွေကဘေးရန်အန္တရာယ်တွေကအလုံးများတဲ့ကန္တာရကြီးတဲ့ထပ်သွားဖို့ဆိုတာလုံးဝခဲနေတယ်ပေါ့ဟုတ်တူဘဝကြီးတစ်ခုကကန္တာရကြီးရဲ့အလားတန်ရှိတယ်ကန္တာရဆိုတာအသောကပြတ်နေတော့ဘေးရန်အန္တရာယ်ပေါ်တဲ့နေရာရှိကိုကန္တာရလို့ခေါ်တယ်ဘဝလည်းပဲတော့ဘေးရန်အန္တရာယ်တော့ပေါ်လို့ဆိုရင်အကျဉ်းကြီးပြောရင်လည်းအိုးရဲဆိုတဲ့ဟာလည်းသူချက်တော်ကိုမလိုက်ခဲ့နော်ရှောင်လဲတော်လို့မရနိုင်နာနာကိုလည်းရှောင်လဲလို့မရဘူးသေတာလည်းရှောင်လဲလို့မရဘူးဆိုဒီဘေးဆိုရန်ဆိုကြီးရှောင်ဖို့ရတဲ့ဘေးရန်တွေအလုံးကျွမ်းတဲ့ကန္တာရအေးချမ်းကြီးဆိုဘဝအားစစ်တယ်ပေါ့နောက်ဆုံးမှာအဆိုးဝါးဆုံးဆိုတဲ့ကိစ္စတရားနဲ့ပြင်နေရဒီကြားထဲမှာဒီမူရင်းပြဿနာတွေကအမျိုးမျိုးသောကရောရတာကအမျိုးမျိုးငိုရကြရတယ်ကိုယ်စင်းရဲမှုနဲ့ကြုံရတယ်စိတ်စင်းရဲမှုနဲ့ကြုံရတယ်ရှေ့ကြီးတဲ့စိတ်စင်းရဲတာတွေအများကြီးကြုံရတယ်ဟုတ်ကဲ့မှန်ပါဗျာအဲ့ဒါတွေကဘဝကန္တာရာထဲမှာဆိုးရီအဲ့ဒီဆိုးရီကျုံနေတဲ့ဘဝကန္တာရာထဲမှာဓမ္မလေးကိုကျင့်သုံးလိုက်တယ်ဆိုရင်ကန္တာရာခရီးထဲမှာအိုအေးစစ်လို့ခေါ်တယ်ငြိမ်းချမ်းတဲ့အရေးအာဝါဒလေးနဲ့ရေကလေးနဲ့ဒီပြည့်စုံတဲ့နေရာလေးတစ်ခုအရေးခိုရာလေးတစ်ခုရှိတယ်လို့ပဲတရားတော်ကျင့်သုံးလိုက်ရတာကိုအေးစစ်တဲ့အရာတန်ဒီဘဝခရီးကန္တာရာကြီးထဲမှာရောက်နေတဲ့အချိန်မှာဓမ္မအရေးကလေးမှာပို့ပြီးတော့ခက်တာနားနေတဲ့ဘောလေးပဲတရားလေးကိုနှလုံးသွင်းလိုက်လို့ရှိရင်စိတ်ကငြိမ်းချမ်းသွားတယ်ပေါ့အဲ့တော့ဓမ္မမှာကာလရတိကထုတ်ဆောင်ဖို့စွမ်းအားရှိတယ်လို့မထုတ်ဆောင်နိုင်သေးလို့ရှိရင်လည်းကိုယ်အစ်စ်ဆိုတာလို့ဒီငြိမ်းချမ်းမှုတွေကိုတကယ်ကအပြင်ပေးစွမ်းနိုင်စေရှိတယ်ဒီလိုပဲဖြစ်နေတာမျိုးသားမျိုးသမီးတွေရွေးဘူးအရွယ်လေးယူဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒါဒီတရားကထုတ်ဆောင်ပြီးနောက်တစ်ခုကအတ္တသဒါနသတ္တမှုကိုပေးနိုင်တယ်ရောစီရုပ်ကနေကြုံကြုံတရားကသတ္တရအောင်ပေးနိုင်ဒီလောကဆိုတာခါတရားမဆုံးနိုင်တဲ့မဖြစ်ရှင်းနိုင်တဲ့ပြဿနာတွေကြုံလို့တောကတွေကြီးကြီးလို့လူရဲ့စိတ်ဟာအမှန်တမ်းပြင်ပန်းကြီးစွာခံရအဲ့ဒီနေရာမှာတခြားနည်းနဲ့ဖြေသွားလို့မရဘူးတဲ့
တရားကိုနှလုံးသွင်းလိုက်လို့ရှိရင်သူအခုအပြင်နေဆင်းရဲဒုက္ခတွေကတရင်ကအားဖြင့်နှလုံးသွင်းမှုတွေငြိမ်းသွားနိုင်တယ်လို့ဆိုတယ်အဲ့ဒီတရားနဲ့ငြိမ်းနိုင်မှလူရဲ့တဏှာဖြစ်တဲ့ဒုက္ခဝိရိယဝါစတဲ့အခုအပြင်နေဆင်းရဲဒုက္ခတွေကများစွာငြိမ်းသွားနိုင်နောက်ဆုံးကျတော့ကိုယ်ချင်းဆင်းရဲနာနဲ့ဆင်းရဲသိချင်းဆင်းရဲတဲ့ကြုံရတဲ့အခါမှာတော့စိတ်ကတုံ့လုံးမှုမရှိဘဲနဲ့သဘာဝတရားပေါ်မှာရှုမှတ်ပြီးတော့သူ့သဘာဝတိုင်းသူဖြစ်နေတာကိုယ်တိုင်ကိုလည်းမမှုတော့ဘူးစိတ်ငြိမ်းချမ်းမှုရှိနိုင်သွားရှိသွားတယ်နာရာကိုလည်းမမှုတော့ဘူးစိတ်ငြိမ်းချမ်းမှုရသွားတယ်တရားကိုလည်းမကြောက်တော့ဘူးစိတ်ငြိမ်းချမ်းမှုရသွားတယ်ဒီကျုပ်များဆိုလို့ရှိရင်တရားမရှိဘူးဆိုလို့ရှိရင်ဆရာဝန်စီသွားယောဂအမေတက်လိုက်မှကြောက်လို့ဒီလိုသွားတော့မရဘူးနော်ဆရာဝန်ကနာမည်တက်လိုက်မှမစိုးလို့ဘာဖြစ်လို့ဆိုဘောရတရားမှကြောက်တယ်မရင်ဆိုင်ရဲပေါ့ရင်ဆိုင်ရဲမှာမရရင်ဆိုင်ရဲရမယ်ဒါကဘာဖြစ်လို့ဆိုနာမပဲနေကြတယ်ပြောမယ်ဆိုလို့ရှိရင်တော့စေသွားစေလို့ဒါရလို့ဆယ်မှာဘာရောမှမရှိဘူးဆိုလည်းပဲဝမ်းသာပြီးတော့ကျမ်းမှာယောဂရှိတယ်ဆိုရင်လည်းသိရမကြဘူးမရှိတဲ့လူနဲ့ရှိတဲ့လူပြီးနေတယ်ဆင်ရင်ကြည့်လိုက်လို့ရှိရင်ဟုတ်ကဲ့တနေ့ကျတော့တူတူပဲလေဘူးဆောင်းလည်းရတယ်အဲဆောင်းလည်းမရတဲ့ကိစ္စပေါ်မှာရဲရဲဘောမှာရင်ဆိုင်နေတဲ့စွမ်းရည်တတိတွေကဒီဓမ္မကိုရှင်းသုံးမှရနိုင်တယ်အဲ့ဒီစွမ်းရည်ရဖို့တရားကိုရှင်းသုံးတာဘဝရတာရဲ့ဒီနည်းနဲ့သုံးသပ်မှဆိုတာဒါနဲ့ဒီကြီးလက်ခံလွယ်ပဲသို့သောဒီကဝိတ္တိရဲ့ကိုဥရာကိုဥရဲ့ကိုနာရာကိုနာရဲ့ကိုဒီဟာကပို့ပြီးတော့အရေးကြီးတာနော်မှန်ပါဗျာအဲ့ဒီလိုစွမ်းရည်တတိတွေဘုဒ္ဓနာမှာ natural power ပေါ့ natural ability တွေဒါမျိုးတွေရလာအောင်ဘယ်သူကပေးနိုင်လဲဆိုဓမ္မကပေးနိုင်တယ်ဒါကိုအတ္တတဒါနသတ္တမှုရတယ်သတ္တမှုရတယ်စေတသိက်ဘုရားမင်းရဲ့ဆိုရင်ပြိဋိဘမစံပြီး9ရက်လောက်မှာသူတက်တဲ့မှာ9ရက်ပဲကျန်တော့တယ်ဆိုပြီးဒါမှမဟုတ်များက9ရက်တည်းရောက်မှလို့ပြီးလို့ရှိရင်ဒီပုဂ္ဂိုလ်က liberty ထိုင်မရှိဖြစ်နေတာသိတာတရားမရှိဘူးဆိုရင်မှန်ပါစေတသိက်ဘုရားကျတော့ဉာဏ်နာပုဂ္ဂိုလ်တွေကျတော့သိချင်တယ်ကလည်းမဟုတ်ဘူးသိချင်တာလည်းမဟုတ်ဘူးနေချင်တယ်ဆိုရင်ဘဝကိုတွေ့တာလေသိချင်တယ်ဆိုလို့ရှိရင်လည်းဘဝကိုယုံမိုးပြီးဒေါသဖြစ်နေတယ်ပေါ့ဒါကြောင့်သိချင်တယ်ဆိုတဲ့အတွက်ဒါလည်းမရှိဘူးသိချင်တယ်ဆိုတဲ့ဘောဓိမှုလည်းမရှိဘူးသို့တော့ဉာဏ်နာပုဂ္ဂိုလ်များသိသွားလို့ရှိရင်လည်းသာဝရဉာဏ်နဲ့နိဗ္ဗာန်ကိုသာဝရဉာဏ်မှုကိုရတော့မှာပဲလို့ဆိုတဲ့ကြောင့်လက်ချက်ကလေးကိုရှိတယ်။ဒါဉာဏ်နာပုဂ္ဂိုလ်ရဲ့စိတ်ထားနော်။မှန်ပါဗျာ။လက်ဆောင်များဆိုလည်းပြိဋိဘမဆိုင်ရင်3လလောက်ပဲကနေပြီးဒီ3လဟိုဘက်ကငါပရဒဝါနဲ့အသက်ကိုမထိတော့ဘူး။သစ္စာလာပြီးပြိဋိဘဆန်တော့ကျွတ်ပြဆုံးရချက်ထားတာ။အဲ့ဒီပြိဋိဘဆန်တာနော်။မှန်ပါဗျာ။ဒီမဲ့ဆိုကျွတ်ပြသိကြတာရှိပဲပေါ့နော်။ဒီမတုံလို့ဒါဘုရားဒီလိုစွမ်းအားတွေစွမ်းရည်ဖြတ်နေရတော့ဆိုဓမ္မရဲ့စွမ်းအားတွေအဲ့ဒီစွမ်းအားတွေကဘယ်လိုရအောင်ဆိုရင်အနှစ်မဲ့တာတွေကိုအနှစ်မဲ့မှန်းသိပြီးအနှစ်မဲ့တဲ့ပုံမှာအတွေ့အကြုံမထားလို့ဘာလို့ဓမ္မစွမ်းအားဆိုတဲ့အနှစ်သာရကိုရတယ်လို့ပြောတာဒီအများသတ္တဝါတွေကတော့အနှစ်မဲ့တဲ့ဟာကိုအနှစ်မဲ့တယ်လို့မချင်ပဲနဲ့အနှစ်ရှိတယ်လို့တွေ့တာနေရင်ကနေပြီးအနှစ်မရှိတဲ့အရာဒီပြည့်စည်ဆုံးရှုံးသွားတဲ့အခါကျတော့ရှေ့ရလေးခြင်းဆိုတော့ကပြီလားအဲ့ဒါကိုရှင်းတယ်နော်မှန်ပါပါအေးဒါကြောင့်မြတ်စွာဘုရားသခင်ကိုမြတ်ကဝိပဿနာဉာဏ်ရည်တာဝိပဿနာဆိုတာမှအထူးဆန်းမဟုတ်ပါဘူးပြောမယ်ဆိုလို့ရှိရင်ဝိဆိုတာတာမန်မြင်လို့မြင်တယ်မဟုတ်ဘူးဝိဆိုတာထူးခြားပြီးတော့တာမန်နဲ့မတူတဲ့ပဿနာဆိုတာရှိနိုင်စွာရှိအများကြီးလည်းမမြင်ဘူးအ
အမှန်တရားမြင်တာမြင်နေကြတာမြင်တာမဟုတ်ဘူးအမှန်မြင်တာလို့ဆိုမြင်နေကြတာတော့ဘာလို့မြင်လို့ဆိုရင်နေတယ်လို့မြင်တယ်ချမ်းသာတယ်လို့မြင်တယ်ကိုယ်ပိုင်တယ်လို့အနှစ်သာရရှိတယ်လို့မြင်တယ်ဒါမြင်နေကြအဲဒီမြင်နေကြတဲ့မတူတဲ့ရှုမြင်သုံးသပ်မှုမျိုးကိုဒါဝိပဿနာအားလုံးဆိုရင်မကြည့်လို့မမြင်တာကိုကြည့်လို့ရှင်တော့မြင်တာပေါ့မမြဲတဲ့ဘောဆိုတာကိုယ်ရောက်နေတဲ့အကျဉ်းချင်းကြည့်လို့ရတာဒီလိုမကြည့်တဲ့ဒီကလေးတွေပဲကြည့်လို့ကိုယ်မှာလူတိုင်းရဲ့အိမ်မှာမမလေးတွေစိုက်ထားတာရှိတယ်။ဒီမမလေးတွေကြောင်းလဲတာမှုကိုကြည့်ရုံနဲ့ပဲမမြဲဘူးဆိုတာသိတယ်။ဘရမကောင်းကလေးမှာအကူလေးထူလာတယ်။နောက်အကူလေးရဲ့မျက်နှာကိုပွက်လာပြီးနောက်မှဒီပြန်ပြီးတော့မျိုးသွားပြီးပြေးကြသွားတယ်။ဒါကသူ့လမ်းဆုံးကြည်လန်းနေတယ်ပဲသွားတယ်။အဲ့ဒါကိုကြည့်လိုက်ရင်မမြဲဘူးဆိုတဲ့သဘောတရားအရှင်းရှားတယ်။ဗဟိတလို့ခေါ်တဲ့အပြင်ဘက်အာယုကိုကြည့်ပြီးတော့သစ္စာတလို့ဆိုတဲ့ကိုယ့်ရဲ့တဏ္ဍာကိုလက်ပြရဥလက်ပြရဘာလို့ကြွေတာကြောက်ကြောက်ဘူးကိုယ်ကလည်းသူ့ဖြစ်မှလည်းကြောက်ပါပြန်တယ်ဆိုတာတရားမဟုတ်ဘူးနော်အဲ့တော့ဘာလို့ကြွေတယ်လို့ဘာသာနာမရှိတဲ့ဘာဝတရားတွေကဒီလိုကြောင်းလဲပြီးတတိဘာလို့ကြွေတယ်လို့ကြွေရမှာပဲဆိုတဲ့အတိတရားနဲ့စိတ်ဓာတ်နဲ့အာယုမြင်မအောင်ဆောက်မယ်အဲ့ဆိုပြအဲ့ဒါဟောနော်မှန်ပါဗျာအဲ့တော့အနိတ္တရာမဲ့တာကိုသိပါအနိတ္တရာရတယ်လို့ဆိုတာမြတ်စွာဘုရားကသာယနာတိကေမှာဖေနပိယောပမသုတ္တံဆိုပြီးဟောတာရှိဖေနဆိုတာဒီမြုပ်ဒီနာချောင်းမှာနေတဲ့အခါမှာတစ်ခါတခါဒီမြုပ်ကြီးအဆိုင်ခဲကြီးတွေဖြစ်ပြီးဒီထဲမှာမျောပါတာမြစ်တွေထဲမှာမိုးကြတွေလို့ပါလို့အဲ့ဒီအချိန်မှာဒီမြုပ်ကြီးတွေကြီးပြီးမျောပါဒီတုံးကြီးလိုပါလို့ဒီမြုပ်တွေရှိမျောပါတာရှိအဲ့ဒါကိုဖေနာလို့ခေါ်တယ်ဒီမြုပ်ဖေနာဆိုတာဒီမြုပ်အဆိုင်ခဲကြီးကြည့်လိုက်လို့ရှိရင်ဒီမြုပ်အဆိုင်ခဲကြီးဟာတရားနာတဲ့တွေနဲ့တဲ့ဘာမှရှိတယ်မဟုတ်ဘူးရှိလိုက်တော့အရှိကြီးပဲဒီမှာနော်မှန်တရားမှာရှိလိုက်ဘာမှမရှိဘူးလူတက်စီလို့လည်းမရဘူးတက်စီလို့လည်းမရဘူးခံလိုက်တဲ့ရှိသွားတဲ့ဟာအဲ့ဒီဥပမာပေးပြီးတော့မြတ်စွာဘုရားဟောတဲ့သုတ္တန်ကိုဖေနပိယောပမသုတ်ကိုဖေနပိဏဆိုရေမြုပ်ဆိုင်ရေမြုပ်ခဲကြီးဥပမာဆိုတာနိုင်ရှင်ကြီးဟောမြတ်စွာဘုရားကဝိပဿနာရှင်းတယ်ကိုရှင်းနေကြတဲ့ယဟန်တော်တွေဝိပဿနာစွမ်းအားတွေကိုတိုးတက်စေရဓမ္မစွမ်းအားတွေကိုမြင့်တင်ပေးတဲ့အနေတွေးကြအောင်မှာဝိပဿနာဆိုတာဒီတွေးတဲ့စွမ်းအားတွေမှန်မှန်ကန်ကန်နဲ့တွေးရဖို့သိလို့ဟုတ်လားမှန်မှန်ကန်ကန်တွေးရဒီချက်ရင်တွေးရခုနကဆံလေးကအမှားလေးအခုပြောဖြစ်သွားပြီပေါ့တွေ့လို့ရနော်ရှင်းတဲ့ဒီချက်လို့ရှိရင်ခုနကရှင်းလေးတွေအကောင်အခုပြီးလို့ဖြစ်သွားပြီပေါ့မရဲတဲ့ဘောကိုတွေ့လို့ရတယ်ဒီရကလေးတွေဥရိချက်ပြီးကြော်လိုက်တယ်ကြော်ရင်းကလည်းဆက်ဆက်ကြော်ပြီးတာလည်းရှင်းကြပါမယ်ဒါလည်းတွေ့လို့ရတယ်အဲ့တော့ပြောတဲ့ကအမျိုးကြီးရောက်ဆိုဒီရဲ့ကြော်ရင်းကနေအနာဂတ်ဖြစ်သွားတယ်ဆင့်ကျင်သွားအဲ့ဒါကဘဝနေပြီးဒီရဲ့ကြော်ရင်းကနေပြီးအနာဂတ်ဖြစ်သွားတယ်ဒါပြည့်လို့ဆိုဒီအတွေးတွေကုသနာမှာမပြတ်တွေးနေတာမမြဲတဲ့သဘောလေးတွေကိုမပြတ်တွေးနေအနိတ္တကမရှိတဲ့သဘောလေးတွေကိုမြတ်တွေးနေအဲ့ဒါလေးတွေကို contemplation အနုပဒနာလို့ခေါ်တယ်။ဆက်တလေးလေးကြည့်နေတာ။ဘယ်နေရာမှာလဲဆိုကြည့်လို့ရတယ်။ဒီဒိဋ္ဌာသွားပြီးတော့တရားထုတ်တာမျိုးကိုယ့်အိမ်မှာဒိဋ္ဌာသွားတရားထုတ်တယ်ဆိုတာတကယ်ကိုအချိန်များများယူပြီးတော့တရားဓမ္မနာပြီးဆုံးဖြတ်ထားပြီးတော့အချိန်လေးပြီးအားထုတ်ရတာမျိုးပမာဏတရားကိုယ်ရောက်တဲ့အခါကျတော့သဘာဝတရားကိုစဉ်းစားတဲ့နည်းနဲ့တရားပြောနော်မှန်ပါဗျာဝိပဿနာဆိုတာဓမ္မတရားတိုင်းအားလုံးတရားသဘာဝတရားစဉ်းစားပဒသတိတရားရသွားတဲ့တရားလေးမှာရှိတော့
လူကခြေအောင်စိမ့်ရနေပြီးတော့ပထမရေတစ်ခွက်လောက်လိုက်တယ်ရေတွေကပထမစီးတော့ပြီးရက်သွားတဲ့ဟာကိုဒီခါတတိထားမိလိုက်နောက်တစ်ခါတစ်ခွက်လောက်လိုက်တယ်နောက်တစ်ခါတစ်ခွက်ကျတော့အဲ့ဒီလေကြော်ပြီးတော့စီးသွားနောက်တစ်ခါတတိယတစ်ခွက်လောက်လိုက်တဲ့အခါကျတော့အဲ့ဒီလေကြော်ပြီးတော့စီးသွားသူစိတ်ထဲမှာဗာတွေးပြီးတော့တယ်ဩပထမတစ်ခွက်လိုပဲလူတွေကပထမအရွယ်မှာတည်ကြတယ်နောက်တစ်ခွက်လောက်လိုက်တဲ့အခါအဲ့ဒီလေပိုးရှိသွားတော့တချို့လူတွေကဒုတိယအရွယ်ကျမှတည်တယ်နောက်တစ်ခါလောက်လိုက်တဲ့အခါဒီလေပိုးရှိသွားတော့တချို့လူတွေကတတိယအရွယ်ကျမှတည်ကြတယ်ရေကောင်းရည်စဉ်းစားနော်မှန်ပါဗျာအဲ့ဒါနဲ့ပဲတရားသူတရားမြတ်ရပါအဲ့တော့ဝိပဿနာဆိုတာရှင်းရင်သုံးသပ်နေဖို့ပေါ့ဒီမြတ်စွာဘုရားကအယုဒ္ဓဆိုတဲ့မြို့မှာဒီမှာမြေကမ်းကိုရောက်လာတော့အဲဝိပဿနာရှင်းနေတဲ့ကိုယ်တော်ကြီးအနတ္တသဘောပုံပြီးတော့ရှင်းရှားအောင်ဆိုဒီတော့တယ်ဒီကမ်းထဲမှာတရားအဲ့ဒီမှာဉာဏ်သာလာတွေရောက်လာတဲ့အချိန်မှာအဲ့ဒီပြည့်ချင်းကဒီလိုဆိုင်ကြီးညောလာဟောဒီတရားဝင်ကြီးတို့ဘာလို့ပြောလဲဒီလိုဆိုင်ကြီးညောလာတဲ့အခါကျတော့ဆက်ဆက်ရသူ့အမှားပေးပြီးတော့ဟောတယ်။ဒီလိုဆိုင်ကြီးကိုဒီလိုဆိုင်ဒီလိုဆိုင်ကြီးဒေတာပြီးတော့ချိန်လိုက်တာ။ဒေတာချိန်လိုက်လို့ရှိရင်သူဒီလိုဆိုင်ထဲမှာအနှစ်သာရဆိုတာရှားမရဘူး။မရဘူး။ဒီလိုဆိုင်ကိုချိန်လိုက်တာနဲ့ဒီလိုဆိုင်ကခြေသွားတာဟုတ်တယ်။ဘာမှအနှစ်သာရမရှိဘူး။ဒီလိုဆိုင်ကြီးကိုအနှစ်သာရရှာလို့မရတယ်လို့တဲ့။တို့ရတာလည်းခန္ဓာကိုယ်ယုတ်ခန္ဓာကိုယ်ကြီးကိုရှာကြည့်လိုက်တာအနှစ်သာရဆိုတာမရှိဘူး။ရှိပါဘူး။အနှစ်သာရဆိုတာဘာပြောတာလဲဆိုတော့မြဲတယ်ဆိုတဲ့အနှစ်သာရခိုင်မာတယ်ဆိုတဲ့အနှစ်သာရဒီကုမှမရှိဘူး။ကဲကြမ်းပြောကြည့်ပဲဆိုလို့ရှိရင်ကိုယ့်ရဲ့မျက်လုံးလေးကိုရှိအဲဒီမျက်လုံးထဲမှာငယ်ငယ်လေးကအနေထားတယ်အဲဒီမျက်လုံးလေးကမပြောင်းမလဲရှိရလားမရှိတော့ဘူးနော်ပြောင်းလဲနေတာခိုင်မာလေဆိုတဲ့အရာမရှိတော့ဘူးရှိတယ်ဘာမှမရှိဘူးခိုင်တယ်ဆိုတဲ့အနှစ်သာရမရှိဘူးရဲတယ်ဆိုတဲ့အနှစ်သာရမရှိဘူးအဲ့တော့အနှစ်သာရကကျင်းနေတယ်အနှစ်ဆိုတာကခိုင်မာတယ်ကြာရှည်ခံတယ်ဆိုတဲ့တော့လူတွေရတာလေမျက်စိနာနာတရားကိုဆိုတဲ့ယုတ်ခန္ဓာကိုယ်တွေကလိုက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ခုနကခြေပြုတ်ဆိုင်ကြီးထဲမှာအနစ်ရှာမရတယ်လို့ပဲသူရဲ့ခန္ဓာကိုယ်ထဲမှာမြဲတယ်ဆိုတဲ့အနှစ်သာရတွေတော့မတွေ့ပါရှုလိုက်တာနဲ့တည်းနဲ့ဘာတွေ့လို့ဘာမှမရှိတာကြီးပဲတွေ့ဘာမှမရှိတာဆိုတာတုံရပဲအနစ်မဲ့နေတာပြောအင်ဂျီနဲ့ဘာမှမရှိဘူးခိုင်ရဲဆိုတဲ့အနှစ်မရှိဘူးရဲတယ်ဆိုတဲ့အနှစ်သာရမရှိဘူးအာဟုလောက်တဲ့အနှစ်သာရနဲ့အခုမှမရှိဘူးမရှိတာကိုပဲတုံရလို့ပြောအဲ့တော့မြတ်စွာဘုရားကအနတ္တတော်အနုပတ္တရတ္တတုံရတော်သင်္ခါရပတ္တနာအနတ္တလက္ခဏာကိုမြင်လာလို့ရှိရင်ဘယ်ပုံမြင်လာတော့လို့ရှိရင်တုံညမြင်အနတ္တလို့ရှုတဲ့ပုဂ္ဂိုလ်ကတုံညကိုမြင်အနိစ္စလို့ရှုတဲ့ပုဂ္ဂိုလ်ကဘာမြင်လာတော့ဆိုလို့ရှိရင်မမြဲတဲ့သဘောတွေသင်္ခါရတရားတွေရဲ့သာဝရပြောင်းလဲနေတာကိုမြင်ရတယ်ဒုက္ခလို့ရှိလို့ရှိရင်ဖြတ်เสียလို့မြင်လာအနတ္တလို့ရှိရင်ဘာမှမရှိဘူးဆိုတာမြင်တယ်မြင်ဖို့မြင်ဒီလေးဝိပဿနာရှုတဲ့အခါဟောမြတ်စွာဘုရားကဒီသုဒ္ဓံမှာအနတ္တလက္ခဏာကိုဦးစားပေးပြီးတော့ဟောတယ်ဒီရုပ်ထဲမှာရှားပြီးအနိစ္စကအခိုင်မာတဲ့ဟာပါရှိတယ်ဒုက္ခနာကိုယ်ထဲမှာရှိသိသွားတဲ့တော့သိမှပြရတယ်တစ်ခုမှမရှိဘူးနော်မသိခင်လည်းသာဝရပြောင်းလဲနေတဲ့အရာဖြစ်ဒီကနေ့ဒုက္ခတအနစ်တရားဆိုတော့အနစ်တရားဘုရားကိုကြာရှည်ခံတဲ့သူရှိခုမှမပါဘူးဖြစ်အနစ်တရားအတွင်းမှာလည်းအမျိုးမျိုးပြောင်းလဲနေတယ်နော်ပြောင်းလဲနေအဲ့တော့အနစ်တရားပြောင်းခံတဲ့ဟာတစ်ခုမှမရှိဘူးဆိုတော့အနစ်တရားမရှိဘူးလို့သုံးရကိုသိတယ်ပြောဘာမှအနစ်မရှိဘူးမြတ်စွာဘုရားကအေးရုပ်ဆံကြီးမှာကအနစ်မရှိတာမဟုတ်ဘူးတို့ရတာရုပ်ခန္ဓာကိုယ်
လည်းအနည်းရှိဘူးဘယ်လိုပဲရှာကြဒီထဲမှာအနိတ္တဆိုတာတွေ့မှာမဟုတ်ဘူးအနည်းနဲ့အကြောင်းကိုပြကဲယောဂနာကိုကြီးနေမဟုတ်ဘူးမြတ်စွာဘုရားလူရဲ့နာမှာခံစားရဆိုတဲ့ဝေဒနာလေးရှိဝေဒနာဆိုလို့ရှိရင်ယောဂကိုပြောတာမဟုတ်ဘူးဝေဒနာဆိုတာအာယုပေါ်မှာခံစားရတဲ့အတွေ့အကြုံလေးဘုရားနဲ့ပြောရဲသိဉ္ဇေဆိုတဲ့ခံစားမှုတွေပြောရလည်းမဟုတ်ဘူးသိဉ္ဇာလည်းမဟုတ်ဘူးဆိုတဲ့ခံစားမှုတွေအဲဒီခံစားမှုတွေကိုဝေဒနာလို့ခေါ်အဲဒီခံစားမှုတွေကဘာနဲ့အလားတူလို့ဆိုလို့ရေဝက်နဲ့အလားတူတယ်ရေဝက်ဆိုတာရှိမိုးရတဲ့အခါမှာတစ်စက်ကြီးကရေကြလို့ရေစီးနေတဲ့အချိန်ပွားနေပြီးတော့ဒီဘောကလေးကြလိုက်ပွားခံနေဆိုပြီးတော့ဒီဘောကလေးတွေထွက်လာပူစီပေါင်းလေးတွေအဲဒီပူစီပေါင်းလေးတွေကခဏလေးပေါက်ဆုံးတော့ခဏလေးအဲဒီလေးကံမှာဖြစ်တဲ့ချမ်းသာတယ်လို့ပြောချင်တယ်ဆိုတဲ့ခံစားချက်ကြီးရှင်းတယ်ဆိုတဲ့ခံစားချက်ကြီးတွေကတခဏတည်းမှာလည်းခုနရေပွဲလေးပေါက်သွားတယ်လို့ပဲဝေဒနာတွေပြည့်နေတာဆိုဒါကလည်းချက်ပေါ်နေပြီးတော့ပြည့်ပြီးလို့ရှင်းနေတာနော်အဲ့တော့ဘယ်နေရာမှာကြာရှည်ခံရမဟုတ်ဘူးပြောရှင်းတယ်ဆိုတာဥပမာပဲတဏှာရီလုံးပြောနေတယ်လို့ဒီကရှင်းပြီးပဲလို့သူပြောရှင်းမှုတွေကတော့များစွာဆက်တယ်နဲ့ဖြစ်နေရေဘက်မှာဖြစ်ပြီးပြည့်သွားတာစိတ်ထဲကပြောရှင်းမှုတွေကဘာနဲ့ဖြစ်ပြီးပြည့်သွားချက်ချင်းနောက်တစ်ခုချက်ပေါ်နောက်တစ်ခုချက်ပေါ်နောက်တစ်ဒီကိုကော်ပီချက်ပေါ်နေတဲ့အတွက်ကြောင့်ရှိနေတယ်လို့ဒီကရှင်းနေတယ်ဒီလိုရှင်းပေါ့နော်ရှိနေတယ်ရှင်းတယ်တကယ်ရှိနေတာမဟုတ်ဘူးဓမ္မပေါ်လာတဲ့အခါရေဝယ်လေးကိုပဲချက်ချင်းအမြန်ပြည့်စည်သွားတယ်နောက်တစ်ခါပေါ်တယ်နောက်တစ်ခါပေါ်ဘယ်နေရာမှာခံရတာမရှိဘူးအဲဒါကိုဘုရားသမားရှိတဲ့ဝေဒနာတွေဟာလည်းခံစားမှုတွေဟာလည်းဒီနေရာမဟုတ်ဘူးလို့ကိုယ်ခံစားမှုတွေနဲ့ပတ်သက်ပြီးတော့အာယုစိုက်ပြီးတော့ရှိနေတယ်ဒါဝေဒနာနုပဒနာဝေဒနာနုပဒနာနဲ့ရှိမဲ့တဲ့ကဘာတွေ့လို့ဆိုရင်ခေါင်းရေဝက်ကလေးထဲမှာနှိရှာလို့မရတယ်လို့ပဲဝေဒနာထဲမှာဘာမှအသိမရှိဘူးဖြစ်ပြီးတာနဲ့ကြောက်သွားရှိတယ်ပြောရှင်မှုတွေကပြောရှင်းနေတော့ရတာရှိတယ်လို့ရှိပါရှိနေပြောရှင်မှုကြောက်သွားတာလည်းအားချရည်ဘာမှချက်တော့ဘာမှချက်နေဘူးကောင်းတယ်ဟုတ်ကဲ့ဘာမှချက်ရတာရှိဒါကြောင့်ရေဝက်ကလေးကပွင့်ပြီးတော့ပေါက်ထွက်သွားတဲ့လည်းဘာမှမရှိတကယ်ကြည့်ရတဲ့ဆိုရင်ဒီဘက်ကပြင်းကြည့်ရလို့ရှိရင်ခုံတွေပူစီပေါင်းတွေလှတယ်လို့ရှိမယ်။ဘာနဲ့ပေါက်သွားတယ်ဆိုရင်ဘာမှရှိဘူးလေနော်။ဝေဒနာထုတ်ပြီးပဲပေါ်လာပြီးတဲ့နောက်မှာတော့ဘာမှမရှိတော့ဘူး။ဒါကြောင့်မြတ်စွာဘုရားဝေဒနာမှာရေဝက်တဲ့အလားတူပြီးတယ်။ဒီတိုင်းရှုနိုင်ရမယ်။ဝိပဿနာရှုတဲ့အနေနဲ့မြတ်စွာဘုရား။ဒါလည်းသိတာတော့မရှိဘူးလို့ပြောတာမနတ္တမြင်ဖို့ပဲဝေဒနာထဲမှာသိတာလားဆိုရင်ခိုင်မာတဲ့အနည်းရှိဘူးနောက်တစ်ခါလူတွေရဲ့အမှတ်ပညာတွေရောက်ပြောကြတယ်ငါရဲ့အမှတ်ပညာကောင်းတယ်လူရဲ့အမှတ်ပညာကောင်းအမှတ်ပညာတွေပါတယ်လူတွေကမြင်ပြီးတော့စိတ်ချင်တာကိုမှတ်ထားလိုက်တာအဲတော့စိတ်ချင်တာကိုမှတ်ထားလိုက်တာဆိုတော့အမှန်တရားမဟုတ်လူရောက်တဲ့ကြောင့်တွေ့လို့ရှိရင်ဒီလိုစကားပြောပုံမှာလည်းလို့ဆိုခုမှတ်တာဘုရားရဲ့အဖို့မှတ်ရှင်မှတ်ပဲအရာပေါင်းမှတ်ရှင်မှတ်ပဲအလုံးရကိုမှတ်ရှင်မှတ်ပဲအသားရောင်ကိုမှတ်ရှင်မှတ်ပဲသူ့မှတ်လိုက်တာဟုတ်ကဲ့အခုမှတ်လိုက်ပြီးနောက်ဒီလိုပုံစံတွေ့ရင်ဒီလိုပဲရှင်နေတာဟုတ်မှာလားဟုတ်တယ်တင်ညာဆိုတော့သိချရတဲ့အရာမဟုတ်ဘူးအာယုံကိုတွေ့လိုက်ရင်မှတ်လိုက်တာမျက်စိကလူမြင်ပြီးရင်မှတ်လိုက်တယ်ဒါကတန်တရားရဲ့မှတ်လိုက်တယ်။နှာခေါင်းကတန်းကြရဲ့မှတ်လိုက်တယ်။ရှားရဲကနေရတာဆိုရင်မှတ်လိုက်တယ်။တန်တရားကြီးရှင်တယ်လို့သူမှတ်ထားတယ်။တန်တရားကြီးအချိုလေးတွေ့တဲ့အခါကျသူမျက်စိနဲ့တော့သူမှတ်ထားတာပဲသူသိတယ်တင်ညာရဲ့ပေါ့နော်။မှန်ပါ။အဲ့ဒီလိုတင်ညာမှာငါနဲ့အလားတူလို့ဆိုရင်တန်တရားနဲ့အလားတူတယ်။တန်တရားဆိုတာနေရာကြီးမှာဘုရားကလေးကဘာတွေ့လို့ဆိုလို့ရှိရင်
ဒီအောက်ကနေဘူးရှိတဲ့ဒီကနေပြီးအခိုးတွေထွက်တဲ့အချိန်မှာဒီတိုင်းလေးတွေဘာလေးပေါ်လာအဝေးကနေပြီးတော့ကြည့်လို့ရှိရင်ဒီပြင်ကြီးလိုဘာလို့တန်တရားဆိုတာတွေ့ဘူးတဲ့လူတွေတော့သိတယ်တချို့တော့တွေ့မှတွေ့တယ်မြို့မှာသိတွေ့မှတွေ့တယ်တန်တရားဆိုတာကသူကဗမာတွေကတော့ကြားဖို့ပါလိမ့်မယ်နော်တန်တရားကိုရေးချင်လို့ရွှေသဖြင့်အတိုင်းမားတယ်ဆိုတာလေတကယ်ဝိသီကောင်ကြီးတွေမှာနေဘူးဆိုလို့ရှိရင်တော့သူကလိုင်းလေးတွေအပူလိုင်းလေးတွေထားပြီးတော့အလင်းရောင်နဲ့ကြည့်လိုက်တယ်ဆိုလို့ရှိရင်ရေလိုင်းလေးတွေကိုစိတ်ကဖြစ်။မှန်တော့အရှင်မားကိုဖြစ်စေတဲ့ဟာကိုတန်တရားလို့ခေါ်တယ်။အဲ့တော့ပညာဆိုတာလည်းဒီတိုင်းပဲအရှင်မားတွေကို illusion တွေကိုဖြစ်ပေါ်စေတဲ့ illusion ဆိုတာတကယ်ကိုမျက်စိတွေဆိုတာတကယ်ရည်ရှင်သွားတာရေမဟုတ်ပဲနဲ့နော်။ဘုန်းကြီးတို့ဘုရားတင်တဲ့ပို့ချနေရတယ်နေသာလာဆိုတဲ့မြို့နေသာလာဆိုတဲ့နိုင်ငံကိုရောက်တော့နေသာလာနိုင်ငံမှာဗတိမြို့ဆိုတဲ့ကမ္ဘာရာလို့ရှိတဲ့မြို့အဲဒီမှာပထမဆိုတဲ့ဒီတကြီးပြလိုက်ရှိအဲ့ဒီဝင်ပြီးတော့တကြီးပြလိုက်တဲ့မှာတော့တကြီးကဘယ်လောက်ထူးခြားတယ်လဲဝေသွားတော့ပြလိုက်ပြီးဝင်သွားပြီးဒီကားတွေရှိအပေါ်ထက်ပြလိုက်တဲ့အခါကျတော့သူကအဲ့ဒီဒီကားကြီးကအဆောက်အဦကိုပတ်ပြီးတော့ဘုရားဒီကတော့အဆောက်အဦတွေပဲအဲ့ဒီအပေါ်ထက်ပြလိုက်တာလည်းလည်းသူရဲ့စိတ်ထဲမှာဘယ်လိုဖြစ်သွားလဲ illusion မျက်စိတွေတဲကုန်ဘယ်လိုလဲသွားတော့လေဟာကြီးကြီးတွေရောက်သွားတယ်လို့ထင်တယ်ဘာလို့ဆိုတော့ပေါ်ကြည့်လိုက်ရင်ကောင်းတဲ့ပုံကြီးဆွဲတာအကြီးကောင်းတဲ့ပုံကြီးဆွဲတာလည်းကိုယ်ကိုယ်တိုင်ကအဲ့ဒါဟာဒီဆောင်ကြီးအပေါ်ဘိုးဘွားရောက်တယ်လို့ဆိုတာချင်းပြီးတော့ဘေးကပစ္စည်းကားတွေကြည့်လိုက်တဲ့အခါကျတော့လေးဝက်လေးနဲ့ပင်လေကြီးသင်္ဘောကြီးတွေနားနေတဲ့ပုံတောင်ရင်ကြီးတွေအဲ့ဒါလေးကိုဆွဲထားအချိုးရအပေါ်ဆွဲထားရတဲ့ကြောင့်ကိုယ်ကိုချင်းနဲ့ဟာစောင်းပေါ်ကြည့်ပြီးတော့ဘောကောင်းတဲ့ညာကြီးနဲ့ဘောပင်လေထဲမှာတနာရီ၅မှန်းနေတာဟိုသင်္ဘောကြီးတွေလာနေတယ်တကယ်ကိုချင်းသွားတာအဲ့ဒါကိုပရောမပိတ်တယ်လို့ခေါ်တယ်ပရောမပချီကားချက်ကြီးဆယ်နှစ်ကြာအောင်ဆွဲရတယ်အဲ့ဒီပချီကားချက်ကြီးအဲ့ဒီနိုင်ငံရောက်လို့ရှိရင်အဲ့ဒီပြုံးမှာဒီကားချက်ကြီးရှိသူကိုယ်တိုင်မှပြောတာလေအဲ့ဒီပချီကားချက်ကြီးတဲ့လူတိုင်းဟာ illusion ဖြစ်တယ်တကယ်လည်းဟုတ်အဲ့ဒါသွားကြည့်လိုက်တာလည်းတတိတယ်တော့ကိုယ်ကိုကောင်းကင်ရဲ့ရောက်သွားပြီးတော့ရှုပ်ကြီးရှုပ်နေတယ်လို့ထင်တယ်တကယ်တော့မဟုတ်ဘူးစာအုပ်ကြီးထဲမှာပြန်ဆင်းလိုက်တော့မှဟောကစာအုပ်ထဲမှာမလားလို့ပြန်ပြီးသိရအဲ့တော့ပညာကအဲ့လိုပဲပညာတန်တရားဆိုတာအဲ့ကတော့မှပြည့်ပြည့်ကြီးလိုပဲဩပညာဆိုတာလည်းဒေတာကြည့်လိုက်တယ်ဆိုလို့ရှိရင်တကယ်အချင်းနဲ့အမြင်နဲ့ကတခြားစီဖြစ်နေတော့အနှစ်သာရဆိုတာရှားပြပါဒီလိုပါဗျာကိုထင်တာကတမျိုးတွေဖြစ်နေတာကတမျိုးဆိုအနှစ်မတွေ့တော့ဘူးလူတွေရဲ့အမှတ်ပညာထဲမှာလည်းအနှစ်သာရဆိုတာဘာမှမရှိပါလားသိဉ္ဇခန္ဓာဆိုတဲ့ဘာဝတရားကိုရှုတဲ့အခါမှာတန်တရားနဲ့တန်တရားထဲမှာအနှစ်သာရရှာမရတယ်တန်တရားကရေလူပုံစံပြနေပြီပဲသွားရှိရင်ရေတစ်သက်မှတွေ့မှာမဟုတ်ဘူးခေါင်းကပထမပိတ်ကင်းကြီးပါလေသွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်သင်္ဘောနဲ့တစ်စင်းမှတွေ့မှာမဟုတ်ဘူးအဆောက်အဦကြီးထဲမှာပဲနိုင်ကြီးပဲကာကြီးမှာပဲနော်အဲ့ဒါမျိုးလိုပဲသင်ညာဆိုတာစိတ်မျက်စိလေတော့အောင်လုပ်တဲ့တန်တရားနဲ့နာသံတူတကယ်ကိုယ်စိတ်လက်ရှင်တာတွေကတစ်ခုမှမဟုတ်ပါလားခံရတာတစ်ခုမှရှားပြပါလားလို့သုံးညသဘောတရားတွေကိုသင်ရှားတော့မြတ်စွာဘုရားဒီတော့ကမှာဟောအနာတရှိတယ်နောက်သင်္ခါရဆိုတဲ့အခါကျတော့သင်္ခါရဆိုတာဘာလို့သင်္ခါရခေါ်လို့ဆိုလို့ရှိရင်ဝေဒနာပညာမှတပါစေတသိက်လူရဲ့စိတ်ထဲမှာမြည်ပြီးဖြစ်တဲ့စေတသိက်က50ရှိ52ရှိအဲ့ဒီ52ထဲမှာဝေဒနာပညာပဲတာကျန်တဲ့50အဲ့ဒီ50တွေကဘာတွေလို့ဆိုလောဘတို့ပါတယ်ဒေါသတို့ပါတယ်မောဟပါတယ်မာနအိတ်တာပစ္စယသတ္တာတို့တတိတို့ဟိတို့ဥဒ္ဒဘတို့အကောင်းရောအဆိုးရောအဲ့ဒီမှာပုံပါတယ်ဒါကိုပေါင်းပြီးတော့သင်္ခါရခန္ဓာလို့ခေါ်တာနော်
စိတ်ထဲကဖြစ်တဲ့အတွေးတွေအားလုံးဒီထဲမှာရှိတယ်အဲ့ဒီအတွေးတွေထင်တာမြင်တာတွေတွေးတာကြံတာတွေလောဘတွေဒေါသတွေမောဟတွေဒါတွေကဖြစ်ပြီးတဲ့အချိန်မှာလောဘထဲမှာအနစ်ရှာတယ်ဘာမှတွေ့မှာမဟုတ်ဘူးဒေါသတွေအနစ်ရှာတယ်မှန်တရားမှာမဟုတ်ဘူးနော်မှန်ပါဗျာအဲ့တော့ဖြစ်ပြီးရင်ပြတ်သွားတာကိုခံရတဲ့အနှစ်သာရဆိုတာလောဘမှာလည်းရှိဘူးဒေါသမှာလည်းရှိဘူးတတ်တာဆိုတာမှာလည်းမရှိဘူးသဘာဝတရားတွေမှန်တယ်ခဏလေးနဲ့ဖြစ်ပြီးခဏလေးကိုပြတ်သွားတယ်အနှစ်သာရဆိုတဲ့ခံရတာဒီမှာရှာလို့မရဘူးဘာနဲ့ဒီလိုဆိုလက်စွာပြအပြောလုံးကြီးထဲမှာအနှစ်ရှာတာနဲ့ပြီးပဲဒီအပြောလုံးကြီးကိုအနှစ်ရှာတဲ့အခါအပြောလုံးထဲမှာအနှစ်များတွေ့လို့တွေ့များဆိုပြီးတော့အရင်ဖြတ်အဖြားဖြတ်ဖြတ်ပြီးတော့တလိချင်းတို့လည်းပြောဘက်တွေကိုခွာလိုက်တဲ့အခါအပြောဘက်တွေကခုံသွားရောအဲဥတိုင်းလာရောက်တော့အနှစ်ရှိတယ်ရှိပါဘူးရှိဘူးတလိကြီးပြောဘက်တွေခွာထုတ်လိုက်တာအဲမှာအနှစ်ဆိုတာဘာမှမရှိဘူးပုံစံသွားတယ်ဘာမှမရတယ်အဲ့လိုမျိုးလိုပဲဒီသင်္ခါရဆိုတဲ့သင်္ခါရခန္ဓာဆိုတဲ့ဘာဝတရားဟာမပြောလို့နဲ့အလားတန်တူရဲ့ထက်တွေအသွားတွေဖတ်တွေများနေပြီလို့ကြည့်လိုက်ရင်အဲမှာခိုင်မာလာတာလည်းဘာမှမရှိဘူးဘယ်ရာမှမတည်ရဲဘူးတဲ့တက္ကနာဖြစ်ပြီးတက္ကနာထဲမှာကြည့်ပြီးကိုယ်တွေးရအမြဲတမ်းမမြဲဘူးနော်လောဘဖြစ်ရင်ရောမြဲတယ်လားမမြဲပါဘူးဒေါသဖြစ်ရင်ခဏလေးပဲပြီးပါဗျာရောဟုတ်တယ်တော့ဘယ်ရာမှသာဝရတည်မြဲနေတဲ့အရာမရှိတဲ့အတွက်ကြောင့်အနှစ်သာရမဲ့တယ်လို့ဆိုတာဒီခန္ဓာလေးပေါ်မှာပေတာတရားအာဟုတရားဆိုတာဘာမှမရှိဘူးတဲ့နောက်တစ်ခုအတိတ်ဆိုတဲ့ဝိညာဉ်လေးအတိတ်လေးအဲ့ဒီအတိတ်လေးကိုပြီးပြီးတော့ဝေဒနာဆိုတာဖြစ်လာတဲ့တင်ညာဆိုတာဖြစ်လာတဲ့အခုပြောတဲ့လောဘသဘောစာတွေအာရတွေဖြစ်လာအဲ့ဒီအတိတ်လေးကရောမြဲသလားမေတ္တာရှိသလားမရှိပါဘူးအတိတ်လေးကဘာနဲ့အလားတန်သူလို့ဆိုလို့ရှိရင်လမ်းလေးမှာမျက်နှာပြနေတာလူတိုင်းတွေ့ဘူးရတယ်မျက်နှာဆရာတွေမျက်နှာပြနေတာသွားကြည့်လို့ရှိရင်သူမျက်နှာထုတ်ပြီးတော့ပြတဲ့အရာတွေထဲမှာဘာမှအနိစ္စမရှိဘူးအမှန်ဆိုတာတခုမှမပါဘူးနော်မှန်ပါဗျာလူတွေရဲ့မျက်စိကိုလှည့်ပြီးတော့ပုံစံမျိုးမျိုးပေါ်ပြီးတော့ပြနေတာတကယ်ကတော့သူလောက်တာတွေကအကုန်ဒီမျက်တဲ့လက်တဲ့တွေကြီးပဲအစစ်မှန်တခုမှမရှိဘူးအဲ့ဒါဆိုပဲဒီစိတ်ဆိုတဲ့ဝိညာဉ်လေးရတယ်တေချာကိုယ်စိတ်တွေကိုကိုယ်အာရုံစိုက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ခဏအတွင်းဖြစ်ပြီးပြတ်သွားတာဆိုတော့ဒီပြတ်သွားတဲ့စိတ်ကကအနည်းကဘာကြရင်ကိုမှမချင်ဘူးပြတ်သွားရင်ဘာမှမချင်ဘူးနော်အကြောင်းမကုန်သေးလို့လားစဉ်းစားမပြဖြစ်နေတာသူ့ရဲ့အချိန်ပိုင်းကဘယ်တော့မှမရှိဘူးဖြစ်ပြီးလက်လျှောက်ပြပါစိတ်ရဲ့အချိန်ပိုင်းကအလုံးလိုလောင်းတယ် momentary လို့ခေါ်တယ် rising နဲ့ချက်ချင်းဖြစ်တာရဲ့ခဏလေးပြည့်စည်ပါလာရဲ့မပြည့်ခင်ကြားထဲမှာဒီဈာကာလာလေးရဲ့ဒါဆိုတာဟိုပြောတာပြောရတာဈာကာလာဆိုတော့ဒီစိတ်ရဲ့ဖြစ်ပြမှုကအလုံးမြန်တယ်ခဲလေးတစ်ခုကိုပေါ်ပြောင်းလိုက်မယ်ဆိုလို့ဒီခဲလေးတက်သွားတဲ့အပိုင်းရှိတယ်တက်သွားတဲ့အပိုင်းရဲ့ပြီးတော့ပြန်ကျလာတဲ့အပိုင်းဒီတစ်ခုကိုတွေ့ရတယ်သို့တော့မကြခင်ကြားထဲမှာရပ်တန့်သွားတဲ့အပိုင်းလေးရှိတယ်စိတ်မှာလည်းတို့တူပဲဖြစ်တဲ့အပိုင်းပြည့်တဲ့အပိုင်းထိုတစ်ခုကြားထဲမှာခဏလေးရပ်တန့်သွားတဲ့အပိုင်းတကယ်တော့ပြောတာကကြားနေပြီလေသူဖြစ်တာကိုမြင်ဒီအပိုင်းသုံးပိုင်းဟာတစ်စက္ကန့်ထဲမှာဆိုရင်တစ်စက္ကန့်မှာပုံတရားပုံလောင်သွားတယ်မရှိဘူးသိပြီးတော့မြင်တယ်လို့ပြောဟိုတည်းတဲ့ဘောပေါက်ပြောမယ်ဆိုရင်ဖြစ်တာကတစ်စက္ကန့်ဒီကတစ်စက္ကန့်ရှုပ်သွားတာတစ်စက္ကန့်သုံးစက္ကန့်လို့ဒါကဘောပေါက်ပြောတဲ့တကယ်ကတော့တစ်စက္ကန့်အတွင်းမှာပဲစိတ်ပေါင်းကြောင်များစွာဖြစ်နေတယ်ဆိုသိပညာနဲ့ပြောရဖြစ်နေတယ်နော်အဲ့တော့မြင်နေတဲ့စိတ်ထဲမှာသူကတော့မြင်နေပဲလို့သူကမျက်နဲ့ပြတယ်စိတ်ထဲမှာထင်တယ်လို့ထင်တာတွေကအများကြီးကြည့်ပြီးသူတွေကစိတ်ကြောင်လို့ဒါခါသားလို့ထင်တယ်ငါသမီးလို့ထင်တယ်ငါပစ္စည်းလို့ထင်တယ်အကုန်လုံးထင်နေတာပဲနော်တကယ်တော့ထင်တဲ့အတိုင်းဟုတ်ကြလားလို့ဆိုမဟုတ်ဘူးငါလို့ထင်တဲ့အရာကြီးကငါမဟုတ်ဘူးငါလို့ထင်တဲ့အရာကြီးကငါမဟုတ်ဘူးဘာလို့သူ့ကြောင့်နဲ့သူဖြစ်ပြီးတော့နေတာလဲမှန်ပါ
သာသမီဆိုတာလည်းဒီကိုဘုရားတော်ကနေတို့အိမ်လာခဲ့ပါလားလို့ခေါ်လာတာလည်းရှိဘူးနော်သူလာနေတဲ့ချိန်ကသွားတယ်ပြန်နေတဲ့ချိန်ကပြန်တော့မှာပဲဒီလိုတွေကိုစဉ်းစားတာနော်အဲ့တော့သူဘယ်ဟာမှလည်းကိုယ်ပြီးကိုယ်လည်းဘယ်ဟာမှမသိဘူးပြန်သွားလို့ပဲတော့မသိဘူးဟုတ်ကဲ့သို့တော့ငါသားဆိုတဲ့အစွဲလေးနဲ့ငါသမီးဆိုတဲ့အစွဲလေးငါဆွေမျိုးဆိုတဲ့အစွဲလေးနဲ့ဘောကဆိုတာရပြီးပြီမှဆိုတာတကယ်တော့သူ့မှာသိတာပေါ့သူ့ကြောင့်သူဖြစ်လာပြီးဖြစ်ပြီးပြတ်သွားတာပဲရှိတယ်နော်အဲ့ဒီသဘောလေးတွေကိုအလေးနဲ့စဉ်းစားတော့ဒါတကယ်ကိုမျက်သက်ရှိနေရတယ်လို့ပဲငါအိမ်လို့ထင်တယ်ငါလူကြီးလို့ထင်တယ်ငါသားတွေငါသမီးတွေနဲ့ဒီလိုထင်တယ်ဟောမျက်သက်ဝဲရောပြီးရောဘာကြသေးရောအားကြောင့်ဒါစိတ်ရဲ့မျက်သက်ကြောင့်မှုတွေကိုခံရရတယ်ညက်ဆောင်ရတယ်ဟောအဲ့ဒီဝိညာဉ်နဲ့ခန္ဓာဆိုတဲ့စိတ်ထဲမှာရှိနေဆိုရင်မျက်သက်ကြတာမျိုးပဲရှိတယ်ဘာတစ်ခုမှခိုင်မာတဲ့အဖြစ်သာမရှိဘူးလို့ရသော်ဘုရားရှင်ကိုမြတ်ကအဲ့ဒီကဟောတော်မူတာနော်အဲ့တော့ဒါကဘာကိုဟောတာတော့လို့ဆိုရင်အနတ္တတော်အနုပတ္တတော်သုံးညာတော်ခါရတိသင်္ခါရသုံးညာတော်ခါရအနတ္တအမြင်ရှုမှတ်လို့ရှိရင်တဲ့သင်္ခါရတရားတွေဟာသုံးညာလို့တွေ့နေတယ်သုံးညာဆိုတာဘာမှမရှိဘူးအနိတ္တရမဲ့နေတယ်ခိုင်မာတယ်ဆိုရဲအနိတ္တရမရှိဘူးကျဲတယ်ဆိုရဲအနိတ္တရမရှိဘူးအာလုံးသူ့အကြောင်းနဲ့သူကသူအကျိုးတွေပေါ်ပြီးတော့ဖြစ်ချိန်တန်လို့ဖြစ်လာပြီးပြည့်ချိန်တန်လို့ဖြစ်သွားတာတွေရှိတယ်ဒါတွေပေါ်မှာလိုက်ပြီးတော့အနိတ္တရာရှိတယ်လို့ပြောတာနေပဲဆိုလို့ရှိရင်ဘာမှရရမှာမဟုတ်ဘူးပြောတာနော်ကဲအခုလိုမြင်လိုက်တဲ့အခါကျတော့ဘာကျိုးရှိတော့အနိတ္တရာမရှိဘူးလို့မြင်လိုက်တဲ့အခါကျတော့ဘာကျိုးရှိလို့ဆိုတော့ရူပသမိတ်ကြီးနေပြီလေဒီကိုရထားတဲ့ခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာမှုဆိုတဲ့တာယာမှုကိုရတာမရှိဘူးမတာယာတော့ဘူးရထားတာကြီးကိုတွေ့မနေတော့ဟုတ်ကဲ့စိတ်ထဲကဓာကြီးပေါ်မှာခြေလူမှုမရတော့အဲ့လိုမသိခင်ကတော့ဘာလို့ဆိုရင်ကိုယ်ခန္ဓာကိုယ်လေးကိုယ်ယုံလေးကိုတတ်တာနဲ့ဟုတ်လားဒီလူငယ်တွေဆိုအလားမပြအောင်မျိုးမျိုးခေါင်းလိုလည်းမျိုးမျိုးပါအောင်လုပ်ရတယ်နော် hair style လို့ဘာလို့လဲဒါလည်းသွားလူတွေအမျိုးမျိုးကိုပြင်ဆင်ပြီးတော့နေတာပြင်ဆင်ကြတယ်ဟောတကယ်အဲ့လိုသိလာပြီဆိုလို့ရှိရင်ယောဂီကပြင်ဆင်ကြလို့သေးတော့ဘာလို့သူကတဏ္ဍာပြန်လေးရှိရုံတော့ပဲကိုပြင်လို့လည်းမရဘူးဆိုတာဘောပေါက်သွားဟောတို့တရားတွေပုံမှန်ညီငွေလာတယ်ညီငွေတယ်ဆိုတာတာယာမှုတွေ့တာတရားမတွေ့တော့ဘူးလို့ဆိုဝေဒနာရပြီးနေနေတယ်ဒီပျော်ရွှင်တဲ့ဝေဒနာပဲဖြစ်စီဆင်းရဲတဲ့ဝေဒနာပဲဖြစ်စီဘယ်ဝေဒနာမျိုးပဲခံစားရပုံမှာတွေ့တာမှုဖြစ်တာလည်းရှိတယ်လို့ရှင်းတော့ညီငွေလာအမှတ်ဉာဏ်တွေပေါ်မှာလည်းစိတ်ပြည့်ညီငွေလာတယ်သင်္ခါရဆိုတဲ့စေတသိက်တရားတွေပေါ်မှာလည်းစိတ်ပြည့်လာစိတ်ဝိညာဉ်လို့ခေါ်တဲ့ခန္ဓာဒီဝိညာဉ်နဲ့ခန္ဓာပေါ်မှာလည်းညီငွေလာကြည့်လိုက်လို့ရှိရင်ယူဆိုတာခန္ဓာ၅ပါးနဲ့ပတ်သက်တာကိုယ်ခန္ဓာကိုယ်ပေါ်မှာရှင်းတတ်တယ်တခုမှရှာမတွေ့ရှင်းတတ်တယ်တခုမှရှာမတွေ့တဲ့အခါကျတော့ဒါဝိပဿနာဉာဏ်တက်သွားတာသုံးညလို့ပြင်လိုက်တာလည်းဒါနဲ့ကနေပင်ရည်ညီငွေသွားပြီညီငွေတယ်ဆိုတာဘယ်လိုရှင်းတော့မတတ်တဲ့တော့ဘုရားရှိတယ်မတတ်တဲ့အခါညီငွေလာတဲ့အခါကျတော့ဘာဖြစ်တော့ဝိရိသတိတန်ခါမှုတွေကင်းကွာသွားတယ်တဏှာမရှိတော့ဘူးနေပင်ကြဝိရိသတိဝိရာဂဝိမုစ္စတိအဲ့တော့မြတ်စွာဘုရားကစကားကိုဒီသုတ္တံမှာရှင်းရှင်းလေးဟောတာနေပင်ကြညီငွေတဲ့နေပင်တိဆိုတာဝိပဿနာဉာဏ်လေးအစစ်အစစ်ဖြစ်သွားတာပြောနော်ခန္ဓာကိုယ်ကြီးပေါ်မှာအမှန်မြင်လို့အနိတ္တကရှားတွေ့ဘူးဆိုတဲ့အခါမှာညီငွေတဲ့စိတ်ဖြစ်လာညီငွေတဲ့စိတ်ဖြစ်လာတဲ့အခါကျတော့အတွေ့အကြတဏှာကိုဖြတ်လိုက်နိုင်တယ်အဲ့ဒါဖြတ်လိုက်နိုင်တာကိုလက်ရှိဖြစ်တာကိုပြောဝိရာဂဝိမုစ္စတိအတွေ့အကြဖြတ်လိုက်နိုင်ရတဲ့တကယ်နဲ့စိတ်လေးကလွတ်သွားတယ်။ဘာလဲဘယ်ကလွတ်သွားလို့ဆိုတွေ့တာမှုကနေပြင်းလွတ်သွားတယ်။ဟုတ်ပါဘူး။ freedom ဖြစ်သွားတာအဲ့ဒါတော့ဘယ်လိုဆိုစိတ်ကနှောင်ယိုးလေးနဲ့ဟောမြင်လို့ရတယ်ဟိုအာယုံနောက်လိုက်ဒီအာယုံနောက်လိုက်အာယုံနဲ့စိတ်နဲ့အချိန်အောင်ခံရတာလေ။ဟုတ်ပါဘူး။အဲ့ဒါလေးမရှိတော့ဘူးလေကျိုးတွေကိုပြုတ်တာ။စိတ်ကလေးကလုံးဝလွတ်လပ်သွားတယ်အဲ့ဒါ။အာယုံနောက်လိုက်တာမျိုးမရှိတော့ဘူးအာယုံနဲ့ခြိတွဲထားတာမျိုးမရှိတော့ဘူးစိတ်ကလေးကလွတ်လပ်ပြီးအေးချမ်းသွားတယ်။
ဝိရပါဝိမုတ်ဆိုင်ဒါကိုစိတ်ဖြစ်ပုံရတယ်ဟောအဲ့ဒီလိုစိတ်လေးကဝိမုတ်တစိတ်တော့ဒုက္ခဝိရတိစိတ်ကလေးကလုံးဝငြိမ်းချမ်းသွားပြီဆိုလို့ရှိရင်လောကဖြစ်เสียဆိုတာမရှိဘူးစိတ်ကလေးမလွတ်လပ်ခင်ကတော့သားအတွက်ပူရတယ်သမီးအတွက်ပူရတယ်ပစ္စည်းအတွက်ပူရတယ်ကိုယ်အတွက်ပူရတယ်အမှုရာလေးကိုအများကြီးစိတ်ကလေးလွတ်လပ်သွားပြီဆိုလို့ရှိရင်ဒါတွေကတော့ပူစရာပါစရာဆိုတာလည်းမရှိဘူးစိတ်ဆိုးစရာဆိုတာလည်းမရှိတော့ဘူးစိတ်ညစ်စရာလည်းမရှိတော့ဘူးစိတ်ကလေးကတော့ငြိမ်းချမ်းသွားပြီနော်အဲကြောင့်ဘုရားစွာဘုရားရှင်ကိုများတာအခုလိုရှိမှတ်ပြီးတော့ဝိပဿနာဉာဏ်ရှင်းတဲ့တက်သွားလို့အဋ္ဌဉာဏ်ယူဓမ္မစွမ်းအားတွေဖြစ်လို့ဓမ္မစွမ်းအားတွေအဆက်နဲ့မြင့်သွားပြီဆိုလို့ရှိရင်နောက်ဆုံးမှာအတွေ့အကြုံမှန်တရားတွေဖြတ်တော့ပါအတွေ့အကြုံမှန်တရားတွေကိုကျော်လွှားသွားပြီနောက်ဆုံးမှာစိတ်ကလုံးဝလွတ်လပ်သွားပြီအဲ့ဒီလွတ်လပ်သွားတဲ့စိတ်ဒီလာရင်တကယ်ချမ်းသာအစိတ်ကိုရှာတွေ့မှာဖြစ်ပါလေအဲ့ဒီချမ်းသာအစိတ်ဆိုတာနိဗ္ဗာန်ပါပဲသာဝရငြိမ်းတဲ့နိဗ္ဗာန်ဟောဒီလမ်းကြောင်းကပဲပုဂ္ဂိုလ်နဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုလို့တဲ့ပုဂ္ဂိုလ်တွေအားလုံးဒီလမ်းကြောင်းကိုရှောက်ရတာဆိုတော့တရားရှိခင်ဆိုတဲ့ပြိဿတို့ဟာလည်းဒီလောကမှာဟောလာတဲ့ဒီလမ်းကြောင်းမှာရှောက်ခြင်းဖြင့်လောကလွတ်လပ်တဲ့စိတ်ရဲ့လောကလွတ်လပ်မှုကိုရရှိပြီးတော့သာဝရအရေးကြီးတဲ့နိဗ္ဗာန်ချမ်းသာကိုဒီကိုယ်ကမျက်မှောက်ပြုနိုင်ကြပါစေ